Sia Dr. Pyodia, Mami Melio Bada Dia Abo, Dawin Young Jimuni, say the Jankanjin. Bada Dia Goge movie, Bajang Shila get the Sui, Jown Nature Jang Lumi Mare. A Jow Diae, they ban Pina, Dimune, Buhudura Ane Gini Jow Pipare. Ubama, Ye Gide, Nelly Node, Le Mondine Tide so, Da, Nepiari, Mizon the Dui. စိတ်ဆိုးလို့တန်ခတ်တာဆိုတာမျိုးထင်ပြီးပူဇော်ပါတာခဲ့ကြတယ်။စေပညာအကြောင်းမသိခဲ့ကြတော့အခုတစ်ခုခုမှားယွင်းချက်ပါလာတဲ့ကလေးမွေးလိုက်တယ်ဆိုရင်မိခင်ဖြစ်သူကိုစုံမအဖြစ်သတ်မှတ်လိုက်ကြတာတွေလည်းရှိခဲ့တယ်။ခုခေတ်အကြအဲ့ဒီလိုမဟုတ်တော့ဘူး။ကြောက်စရာအတော်နဲလာတယ်။နောက်ပြီးတိမှုနယ်ပယ်ကလည်းအမတန်ကျေပြန့်လာတယ်။သိပ္ပံပညာထွန်းကားလာတယ်။ဒီတော့ငလင်လှုပ်လို့ဘယ်သူမှမြေဆောင်နှက်ကိုပူဇော်မနေတော့ဘူးဘာကြောင့်လှုပ်တယ်ဆိုတာသိတယ်လှုပ်တဲ့အခါဘယ်လိုနေရမလဲဆိုတာသိတယ်ငလင်ကြောင့်ပျက်စီးသွားတာတွေကိုအချိန်အတိုအတွင်းပြန်ပြင်ဆင်နိုင်လာတယ်ဒီတော့အရာအလုံးဟာကိုယ့်လက်ထဲမှာပဲရှိသလိုဖြစ်လာတယ်နောက်ပြီးခေတ်ကလည်းတိုးတက်လာတော့အခွင့်အလမ်းတအားများလာတယ်ကြိုးစားသမျှရခြင်းနဲ့ကိုဘဝအောင်မြင်ဖို့ဘေးရင်သွားမိစရာရတရားချင်းစရာမလိုတော့ဘူးစဉ်းစားဆင်ခြင်မှုအကောက်လာတဲ့အခါဘာသာရေးဘက်ကပြောတာတွေကိုလည်းအလွယ်တကူလက်မခံတော့ဘူးမေးခွန်းထုတ်လာတယ်တက်တည်မပြနိုင်တာတွေကိုညှင်းဆိုလာတယ်ဒါကြောင့်ဒီခေတ်ဘက်မှာဘာသာမဲ့တွေပိုများလာတာပါသူတို့ဟာအများထင်တယ်လို့ဆိုရင်ပြီးမဟုတ်တာမှန်သမျှလုပ်နေကြသူတွေမဟုတ်ပါဘူးတီနာလည်းမူများလာတဲ့အခါဘာသာတရားတွေကိုမယုံတော့ဘူးအားလည်းမကိုတော့ဘူးတခြားသောနယ်ပယ်တွေကနေလေ့လာသိယူထားတဲ့ကိုကျင့်တရားစံနှုန်းတွေကျင့်ဝတ်တရားတွေကိုကျင့်ဝတ်တွေနဲ့အညီသူတို့ဘဝကိုရှင်သန်နေထိုင်ကြတယ်ဥပမာကမ္ဘာပေါ်မှာဘာသာမဲ့အများဆုံးနိုင်ငံကတရုတ်နိုင်ငံမှာလူဦးရေရဲ့91ကဘာသာမဲ့ဖြစ်တယ် reference most atheist country 2022 World Population Review ဒါဟာ communication ဝါဒကိုကျင့်သုံးလက်ခံကျင့်သုံးကြတာနဲ့ဆက်ဆက်တယ်လို့ဆိုပါတယ်။ကံကံကြီးအကျိုးကိုမယုံတိုင်းမဟုတ်တာလုပ်နေကြတာမဟုတ်တာဒီလိုအလုပ်တွေလုပ်ရမှာရှစ်တဲ့စိတ်ရှိနေရင်လည်းမဟုတ်တာဘယ်လုပ်လဲဆိုတော့ပြန်ချုပ်ရရင်အကြောက်တရားနဲလာခြင်းစဉ်းစားဆင်ခြင်မှုအားကောင်းလာခြင်းအခွင့်အလမ်းပေါ်များလာခြင်းကြောင့်ဘာသာတရားကိုအာမကူတော့ဘူးလို့ပြောနိုင်ပါတယ်သို့တော့နိုင်ငံတိုင်းလူမှုအဖွဲ့အစည်းတိုင်းတဘာဘဝတိုင်းဟာဒီလိုဖြစ်နေသလားစဉ်းစားကြည့်ရအောင်မတိုးတက်မဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာကြောက်စရာအမတန်များတယ်လူတွေကမလုံခြုံဘူးပညာရေးစနစ်အားနည်းခဲ့တာတွေကိုလေ့လာမှုစဉ်းစားဆင်ခြင်မှုအမကောင်းဘူးကိုယ်တိုင်လည်းဘဝတိုးတက်ရေးအခွင့်အလမ်းတွေလည်းနည်းပြန်တယ်ဒီလိုနိုင်ငံမှာဘာသာမဲ့အဖြစ်ခံယူပြီးကိုယ်အားနဲ့ကိုဖို့ဆိုတာပဲအတော်ခက်တယ်ဗုဒ္ဓဘာသာနိုင်ငံဆိုပြီးဗုဒ္ဓဘာသာဝင်စစ်လို့ပြောနိုင်တဲ့သူတောင်အမတန်ရှားတယ်ဗုဒ္ဓအဆုံးအမကိုနာယူပြီးကိုအားကိုတဲ့လူကမှဗုဒ္ဓဘာသာဝင်စစ်လို့သတ်မှတ်တယ်ဆိုဗေဒီမီနက်ပစ်နေသူတွေဂါရာယူပြီးအနေရကင်းဖို့လက်လာပါရွှေဖို့ဆူတောင်းနေတဲ့သူတွေအားလုံးဟာအကျုံးပေါ်ရတော့ဘူးတိုင်းပြည်အနေထားနဲ့ခေတ်ကာလအပေါ်ပြောခဲ့တဲ့အခြေအနေ၃ရက်နဲ့ပြည့်စုံလာတဲ့အခါမှာတော့သူ့လိုပြောင်းလဲသွားနိုင်တယ်လူတွေရဲ့အကြောက်တရားနဲ့ပညာရေးအားနည်းမှုကိုအသုံးချနေတဲ့ဘာသာရေးခြင်းတွေကလည်းအတော်နေသွားလိမ့်မယ်တကယ်တော့နိုင်ငံရေးဘာသာရေးရဲ့ပညာရေးရဲ့ဆက်ဆက်နေတာပါနိုင်ငံအုပ်ချုပ်သူတွေကပညာရေးစနစ်ကိုဖျက်တယ်လူတွေဟာပညာမတတ်လေအုပ်ချုပ်ရလွယ်လေပဲကိုအဲ့ဒါကိုဘာသာရေးဘက်ကလည်းခုတုံးလုံးအသုံးချတယ်လူတွေပညာမတတ်မှခြင်းထဲရမိုင်းတိုက်ရတာလွယ်တကူဒါကြောင့်တိုင်းပြည်တိုးတက်ဖို့ပညာရေးစနစ်ကောင်းဖို့အတွက်လိုအပ်သေးတယ်တစ်ဖက်ကကြည့်ရင်တော့ဘာသာတရားကိုတက်ဝင်ယုံကြည်ခြင်းကိုဖျဲအခြေအနေမရေရာသေးမတေချာမှုမရှိတဲ့
အခြေအနေမျိုးကိုရင်ဆိုင်ကြော်ဖြတ်နိုင်မှုအတွက်စိတ်ပိုင်းဆိုင်ရာအပြင်အထောက်အကူပြုပါတယ်။ကင်ဆာရောဂါခံစားနေရသူတွေတဘာဝအန္တရာယ်တစ်ခုခုကြုံနေရတဲ့သူတွေသူတေသနာစကန်တွေလှုပ်ထားတာရှိတယ်။တွေ့ရှိချက်ကတော့ဘာသာတရားတစ်ခုကိုတတ်ဝင်ယုံကြည်ခြင်းသည်စိတ်သက်သာခြင်းကိုသက်သာစေသည်စိတ်သက်ကြံ့ခိုင်မှုကိုအားကောင်းစေတယ်ဆိုတာပါပဲ။ဘလို့ဆက်ဆက်ခဲ့တဲ့ဆိုဟုတ်လို့ခေါ်တဲ့မျှော်လင့်ချက်ပါ။ဥပမာခရစ်ယာန်ဘာသာဆိုတော့ကိုကအစိုးတရားနဲ့ကြုံတဲ့အခါဘာသာတရားပေါ်ယုံကြည်မှုမပြတ်စေပဲဖះကပိုကောင်းတာတွေပြီးပိုပြင်ဆင်နေတာဆိုတဲ့အသည့်စောင့်ဆိုင်ပါတဲ့ဘလောက်စိတ်ခွန်အားရစေတဲ့ဗုဒ္ဓဘာသာဝင်တွေဆိုပရိတ်ဒီကာရာတွေရွတ်ဒါဆိုရင်အစိုးတရားတွေကနေမကြခင်လွတ်မြောက်မယ်ပေါ့တေလောက်တဲ့ယောဂဝေဒနာခံစားနေရင်လေတရားလေးနာနေမယ်နာကျင်မှုကိုရင်ဆိုင်မှုဝိပဿနာအားထုတ်မယ်ပုံကြီးပြင်မယ်သင်္ကန်းကပ်မယ်ဒီကုသိုလ်စိတ်ကလေးနဲ့တင်ရင်ကောင်းရာဘဝကရောက်မယ်ဆိုတဲ့မျှော်လင့်ချက်ကလေးရှိနေမယ်ဒီနေရာမှာဘာသာတရားနဲ့မှန်ကန်ခြင်းမှားခြင်းပရိစိတ်တာကောင်းခြင်းမကောင်းခြင်းတွေထက်စိတ်ပိုင်းဆိုင်ရာအပေါ်တက်ရောက်မှုကိုသာပြောလိုခြင်းဖြစ်ပါတယ်ကိုယ်ကွယ်ယုံကြည်ခြင်းသည်စိတ်တဲ့ကြံ့ခိုင်မှုကိုတည်ဆောက်တဲ့နေရာမှာအကြောင်းအချက်တစ်ခုအနေနဲ့ပါဝင်နေသည် force hope လို့ခေါ်တဲ့မျှော်လင့်ချက်အမှားတွေနဲ့ဒီကာရာရုပ်ရင်ယောဂပြောက်လိမ့်မယ်ဘုရားသခင်ကကယ်ဆယ်လိမ့်မယ်ဆိုပြီးဒီတိုင်းငုတ်တုတ်ထိုင်နေကြတာတော့မဟုတ်ဘူးပေါ့လှုပ်ရှားရှိတာတွေလုံနေရင်းနဲ့ကိုယ်ကွယ်ယုံကြည်မှုစီကနေခွန်အားယူတဲ့သဘောပါဘာသာတရားကိုယ်ကွယ်မှုဟာဘယ်ချိန်ထိပြဿနာပေးနေတယ်လဲဆိုငါတို့ပဲမှန်တယ်လို့မြင်လာတဲ့အခါမှာပါပဲဒီအခါအဆုံးရောက်လာတယ်အထိမခံတော့ဘူးကာကွယ်မေဖြစ်လာတယ်အဲ့ဒီလိုနဲ့ပဲကမ္ဘာမှာဘာသာရေးကိုအခြေခံပြီးစစ်ပွဲတွေပဋိပက္ခတွေပြောင်းများစွာဖြစ်ခဲ့ကြပြီးပါပြီဒါကြောင့်အခုလိုခေတ်ချက်ကြီးကိုကြော်ဖြတ်နိုင်နေကြတဲ့အချိန်မှာကိုယ်သက်ဆိုင်ရာဘာသာတရားအဆုံးအမတွေအတိုင်းကြင်ကြံနေထိုင်မယ်တရားဘာသာရေးအလုပ်တွေလုပ်မယ်အလှူဒါနပြုမယ်လွဲမှားနေတာတွေကိုထောက်ကူချပြမယ်ဝေဖန်မယ်ကိုယ့်ရဲ့ယုံကြည်မှုမတူတဲ့တွေအပေါ်လေးစားမှုထားမယ်ငြိမ်ငြိမ်ချမ်းချမ်းနဲ့ရှင်တွဲနေထိုင်မယ်ဆိုအကောင်းဆုံးပါပဲ